ကဘာထဲမှာအခုအာယုံအစိုက်ဆုံးကိစ္စတစ်ခုကတော့အမေရိကန်နဲ့အီရန်ကြားကတင်းမာမှုပါပဲအခြေအနေကတော်တော်လေးကိုအထိခိုက်မခံတဲ့အနေအထားကိုရောက်နေပြီးတော့အဆုံးဖြတ်ပေးမယ့်အနောက်ဆုံးတတ်မှတ်ရတစ်ခုကလည်းနီးကပ်လာနေပါပြီဒီချက်တဲကဘယ်လောက်အထိနက်နဲပြီးအန်ဒီရဲ့များနေလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်အခြေအနေဘလောက်ပြင်းထန်လဲဆိုတာကိုအီရန်ရရှိတူရဲ့ဒီစကတ်တခုံးတဲ့နဲ့သိနိုင်ပါတယ်ဒါကတန်တမာကြီးအရာအလှပြောနေတာမဟုတ်ပါဘူးစစ်မြေပြင်မှာကစားကွက်အသစ်တွေထုတ်ပြဖို့ပြင်ဆင်ထားတယ်ဆိုတဲ့ဓာတ်ရဲ့ချင်းချော့မှုပါဒီစကားကဘာကိုပြနေလဲဆိုတာလေဒီထိတ်တိုက်တွေ့ဆုံမှုမှာအလုံးအစကအရန်ကိုကြီးမားနေပြီဆိုတာပါပဲကဲအခုဆိုရင်အလောင်းအစားကြီးမားတဲ့ထိတ်တိုက်ရင်ဆိုင်မှုတစ်ခုအကြောင်းပြောကြရအောင်နေရာကတော့ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့ပါအဲ့ဒီမှာတန်တမန်ရေးရဖြစ်ရှင်းဖို့ကြိုးစားနေကြပေမဲ့တတ်မရက်ကနီးလာတော့ငိမ့်ချရဲ့ဆွေးနွေးခွဲတွေကဖြစ်တော်မလို့တောင်ဖြစ်နေပါတယ်အစ္စလာမာဘတ်မြို့ကမြေပြင်အခြေအနေကိုတစ်ချက်ကြည့်လိုက်အောင်အမေရိကန်ဘက်ကတော့ဒုတိယသမ္မတ JD Vance ဦးဆောင်တဲ့ကိုစားတဲ့အဖွဲ့ကအဆင်သင့်ပဲဒါပေမဲ့တစ်ဖက်မှာအီရန်ရရှိတွေကဆွေးနွေးပွဲကိုလာမှာမဟုတ်ဘူးလို့တောင်ချင်းချောက်ထားတော့နင်းချရေးဆွေးနွေးပွဲအခုစဖို့တောင်မတေချာမီရဖြစ်နေတဲ့အခြေအနေမျိုးပါဒီအခြေအနေကိုပိုပြီးဖျားပေးနေရကဘာလဲဆိုတော့အမေရိကန်သမ္မတထရမ့်တတ်မှတ်ထားရဲ့နောက်ဆုံးရက်ပါပဲတကယ်ကိုအချိန်ငယ်ပုံးလို့ပါပဲတမိုးသူရင်ကြီးချအတိတ်တစ်ခုခုညာဟုတ်နောက်ဆုံးရက်ကိုအခြေပိုင်းဆက်တော့အချိန်ပူဟုနဲ့ညနေပိုင်းလို့တိတိကျကျတတ်မှတ်လိုက်ပြီဆိုတော့အချိန်ကထွေးထွေးကုန်လာနေပြီပေါ့အခြေအနေကဘာလို့ဒီလောက်တောင်ရှင်းမတော့နောက်မဆိုဖြစ်နေတာလဲအဓိကတော့နှစ်ဖက်စလုံးကထုတ်ပြောနေတဲ့စကားလုံးတွေနဲ့သူတို့ရဲ့ယက်တီချက်တွေကြောင့်ပါပဲတစ်ဖက်နဲ့တစ်ဖက်လုံးဝအလျှော့မပေးနိုင်တဲ့အချက်တွေကိုကင်ဆွဲထားတော့တနမန်ရေးရာကလမ်းဆုံးနေတယ်လို့ဖြစ်နေတာပေါ့နှစ်ဖက်ရဲ့ယက်တီချက်တွေကိုရှင်းကြည့်လိုက်ရင်လုံးဝကိုတစ်ဖက်တစ်လိုင်းစီဖြစ်နေတာတွေ့ရပါမယ်အမေရိကန်ကတော့နောက်ဆုံးတတ်မဲ့ရဲ့မတိုင်ခင်သဘောတူညီချက်အသစ်တစ်ခုရကိုရရမယ်လို့ဖိအားပေးနေတယ်။အီရန်ဘက်ကတော့ချင်းချောက်မှုအရေးအောက်မှာလုပ်တဲ့ညှဉ်းနှိုင်းဆွေးနွေးမှုကိုလက်မခံနိုင်ဘူးဆိုပြီးပြန်တုံ့ပြန်ထားတယ်။အီရန်ကဒီဆွေးနွေးပွဲကိုသူတို့ကိုအရှုံးပေးခိုင်းဖို့လုပ်တဲ့စားပွဲပိုင်းတစ်ခုလိုပဲမြင်နေတာပါ။ဒါဆိုဘာလို့တန်တမာရေးရအပေးယူလုပ်ဖို့ဒီလောက်ခံနေရတာလဲ။အဖြစ်ရဲ့တစ်စိတ်တစ်ပိုင်းကအီရန်ရဲ့ပြည်တွင်းနိုင်ငံရေးမှာရှိနေနိုင်ပါတယ်။အရင်စားရေးတဲ့အထူးတပ်ဖွဲ့ဝင် Mike Sorelli ကဒီလိုတုံ့ပြန်ထားပါတယ်။အီရန်မှာသဘောထားတဲမာတွေကတန်တမန်တွေတဲ့ဩဇာကြီးနေရဲ့ပြီးတော့သူတို့ကဘလို့သဘောတူညီချက်မျိုးထဲမဆိုအင်အားသုံးတဲ့နီလန်ကိုပဲရွေးချယ်လိမ့်မယ်တဲ့။ဒါကတော့ဆွေးနွေးပွဲတွေအတွက်တကယ်ကိုစိုးရင်စရာအချက်တစ်ခုပါပဲ။ကဲဒီပဋိပက္ခတစ်ခုလုံးရဲ့အဓိကအရင်မြစ်အဓိကပြဿနာကဘာလဲဆိုတော့နျူကလ িয়ার ကိစ္စပါပဲ။ဒီအကြောင်းအရာကတော့နှစ်ဖက်စလုံးအတွက်လုံးဝအယော့ပေးလို့မရတဲ့အချက်ဖြစ်နေပါတယ်ပေါင်တုံးထောင်ဟုတ်ပါတယ်ဒါကအီရန်ပိုင်ဆိုင်ထားတယ်လို့အတည်ပြုထားတဲ့တန်ဆင်ပီယူရေနီယမ်ပမာဏပါဒီကင်းကနန်ကဘာလို့ဒီလောက်အရေးကြီးနေရတာလဲဘာလို့လဲဆိုတော့လေဒါဟာနျူကလ িয়ার လက်နဲ့တလုံးဒါမှမဟုတ်တလုံးထက်မကထုတ်လုပ်နိုင်လောက်တဲ့ပမာဏဖြစ်နေလို့ပါပဲအဲ့ဒါကြောင့်ပဲဒီကင်းကနန်ကတန်တမန်ရေးရာစာပွဲဝိုင်းပေါ်ကအဓိကအငင်းပွားစရာအချက်ဖြစ်နေလာပေါ့ဒါပေမဲ့ပမာဏထက်တောင်ပိုအရေးကြီးတာကတန်ဆင်မှုအဆင့်မှာ60ပါရီတီတန်ဆင်ထားတယ်ဆိုတာအရှေ့လေပိုင်းမှာတာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကြီး P3S စီစကားနဲ့ပြောရင်လက်နက်အဆင့်ရဲ့တစ်စစ်အောက်မှာပဲရှိတော့တာပါဒါကြောင့်နိုင်ငံတကာကဒီကိစ္စကိုဘာကြောင့်ဒီလောက်ထိရင်တမမနဲ့စောင့်ကြည့်နေရတယ်လဲဆိုတာရှင်းတော့လောက်ပါပြီအဲ့မှာပဲအဓိကပြဿနာကစတော့တာပါအမေရိကန်ကအီရန်ကိုဒီတန်းစင်ဒီယူရေနီယမ်တွေအားလုံးကိုအပ်ဖို့တောင်းဆိုနေတယ်အီရန်ကတော့လုံးဝပေးမှာမဟုတ်ဘူးလို့ပြပြသားသားညှင်းထားတယ်ဆိုတော့ဒါကတန်တမန်ကြီးနဲ့ဖြည့်ရှင်းဖို့တော်တော်လေးကိုခက်ခဲတဲ့အခြေခံကြတဲ့သဘောထားကွဲလွဲမှုကြီးဖြစ်နေပါတယ်တန်တမန်ကြီးကလမ်းဆုံးသွားရင်ក៏ဘာဆက်ဖြစ်နိုင်မလဲအစိုးဆုံးဖြေနေဖြစ်တဲ့စီရဖြေရှင်းတဲ့နီလန်ကိုတစ်ချက်ကြည့်လိုက်အောင်အခုဆိုရင်စစ်ပတ်ဆိုင်ရာကျွမ်းကျင်သူတွေကြားမှာတောင်းမြေပြင်စစ်စင်ရေးရဲ့အန်ဒေတွေနဲ့လက်တွေကြမှုအပေါ်မှာအမြင်တွေအမျိုးမျိုးကွဲနေတာလေဥပမာဗိုလ်ချုပ်ကြီး P3S လို့ထိတ်တန်းစစ်ပတ်ရာရှိတဦးကတော့ဒီလိုတတိပေးထားတယ်ယူရေနီယမ်တွေကိုတင်ဖို့စစ်စင်ရေးလုပ်တဲ့ဆိုလားတော်တော်လေးခက်ခဲတဲ့တာဝန်တစ်ခုဖြစ်မယ်အရန်လဲအန်ဒီရဲ့များတယ်ပြီးတော့ထိခိုက်ကြဆုံးမှုတွေလည်းမနေမနှောရှိလာနိုင်တယ်ဒါပေမဲ့အားလုံးကတော့ဒီလိုမမြင်ကြပါဘူးအငင်းစားရေတဲ့အထူးတပ်ဖွဲ့ဝင် Mike Sorelli ကတော့ထမျိုးတွေ့တယ်သူကဒါဟာဖြစ်နိုင်တယ်ပြီးတော့ယူရေနီယမ်တွေကိုကျွန်တော်တို့လက်ထဲပြန်ရောက်ဖို့တေချာစင်မဲ့တခုတည်းတော့လက်တွေ့ကြတဲ့နီလန်းလေးဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒီလိုအမြင်တွေကွဲလွဲနေတာကိုကြည့်ချင်းအပြင်အခြေအနေဘယ်လောက်ရှုပ်ထွေးလဲဆိုတာပြနိုင်ပါတယ်တကယ်လို့မြေပြင်စစ်စင်ရေးလုပ်မယ်ဆိုရင်တောင်စင်ခေါ်မှုတွေကအများကြီးရှိနေသေးတယ်ဥပမာယူရေနီယမ်တွေထည့်ထားတဲ့ပုံးတွေကဘယ်နေရာမှာအတိအကျရှိလဲဆိုတာထောက်လိုင်းရဲကတော့သိချာမသိဘူးနောက်တစ်ခုကဒီသီးစီးတွေကိုမြေအောက်မှာမြုပ်ထားခဲ့ရင်
ဒါတွေကိုလုံလုံခြုံခြုံရဖို့ခက်ခဲတဲ့တူးဖော်မှုတွေလုံအောင်မှာနောက်ဆုံးအချက်ကတော့ဒီ PC တွေကိုတင်းပြီးတနေရာထဲမှာကာကိုကြီးအနည်းလဲစောင့်နေရမယ်ဆိုရင်ရန်သူရဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့်ကိုယ့်တက်ခွဲဝင်တွေကိုပိုးပြီးအန်တရီများတဲ့ခြေနေတဲ့တွန်းပို့တို့ဖြစ်သွားနိုင်ပါတယ် ကဲအခုဆိုရင်တော့ဒီအကြက်တဲရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီဖြည့်ရှင်းချက်တစ်ခုရဖို့အချိန်ကလည်းတဖြည်းဖြည်းကုန်ဆုံးနေပြီဒါကမဲ့ရှေ့ဆက်ရမယ့်လမ်းကတော့ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး အခြေအနေကဒီထီဘလို့ရောက်လာခဲ့တယ်လဲဆိုတာကိုဒီအချင်းစရာလေးနဲ့ပြန်ကြည့်လိုက်ရအောင်လွန်ခဲ့တဲ့အပတ်ကအရင်တဘိုးတူညီချက်တက်တန်းကုန်သွားတယ်ဒီနေ့မှာတော့အစ္စလာမဘတ်ကငင်းချမ်းရေးဆွေးနွေးပွဲတွေကရပ်တန့်နေတယ်အရှိမစောင့်နေတာကတော့ဘိုးတစ်ခုနေ့ညနေပိုင်းမှာကြာရောက်မဲ့အမေရိကန်ရဲ့နောက်ဆုံးသတ်မှတ်ရပါပဲ ဒီနောက်ဆုံးရက်ကဘလောက်အထိတိကျတယ်လဲဆိုရင်သမရထရမ်ကိုရန်ကဗိုလ်တခုနဲ့မတိုင်ခင်သဘောတူညီချက်မရဘူးဆိုရင်တက်တန်တိုးပေးဖို့လုံးဝနှီးပါမဖြစ်နိုင်ဘူးလို့ပြောထားပါပဲဆိုလိုတာကတော့ညှိနှိုင်းမှုအချင်းကတကယ်ပဲကုန်လွတ်မယ်ဆိုတဲ့သဘောပါပဲ ဆိုတော့အဆုံးသက်မှာတော့မေခွန်ကြီးတစ်ခုပဲကြံပါတော့တယ်သဘောတူညီချက်တစ်ခုလားဒါမှမဟုတ်တိုက်ခိုက်မှုတစ်ခုလားနောက်ဆက်သူတွေဘာဖြစ်လာမလဲအဖြေကဘာပဲဖြစ်နေပါစေတကဘာလုံးကတော့ဒီအခြေအနေကိုအသက်ရှူအောင်ပြီးစောင့်ကြည့်နေရမှာတေးကြပါတယ်